ဒီလာမယ့်2026မှာမိတ်ဆွေကန်တွေကဘာတွေဖြစ်လာမလဲကောင်းလာမလားဆိုးလာမလားဘာတွေကကိုယ့်အတွက်ကောင်းနေတာလဲဘာတွေကိုသိထားရမလဲဘာတွေကိုပြင်ဆင်ထားတဲ့တလဲမိတ်ဆွေရဲ့တစ်နှစ်စာဟောစာလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အခြေအနေတွေအိမ်တော်ရေးတွေစီးပွားရေးငွေကြေးတွေပညာရေးတွေအလုပ်ကိုင်တွေပြီးတော့ဗီဒီယိုရဲ့နောက်မှာရေတရားလေးနဲ့ပြအောင်မယ်ဒီရေတရားကိုမိတ်ဆွေဒီတစ်နှစ်ပတ်လုံးမှာကန်ညက်တဲ့အချိန်တိုင်းမကြာခဏခြေချင်းအားဖြင့်ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဗီဒီယိုရဲ့နောက်မှာကျွန်တော်ရေတရားလေးနဲ့ပြီးမယ်ဒီနေ့မှာတော့တစ်နှစ်လာတောင်းပြီးအတွက်တစ်နှစ်စာဟောစမ်းလေးကိုဝေမျှပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာမျိုးလေးမစတင်ခင်မှာကျွန်တော်အကူကြီးတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်ခဲလေးအကျက်နဲ့ရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုမျက်နှာနဲ့ like share လုပ်ဖို့မေ့ပါနဲ့ခင်ဗျာမိတ်ဆွေရဲ့ share တစ်ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ဖက်မှာအခက်ခဲဖြစ်နေတယ်အကျက်တွေဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုမြင်လို့သူရတရားလိုက်ချီကိုအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်ကထပ်တူကုတို့ရမှာဖြစ်ပါတယ်သူများအကျိုးလိုလားရင်ကိုယ့်ရဲ့အကျိုးလည်းအမြန်မကြာရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share ဖို့မေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာဒီဘက်လုံးမှာတနင်္လာသားရီတွေကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက60လောက်ရှိနေပါတယ်ဒီထားရမှာ40လောက်ရှိနေပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေဒီထားရအောင်လဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့တငယ်ချင်းကမိတ်ဆွေကံကတော့အရန်ကောင်းပါတယ်ကိုအခက်ခဲတွေအကျက်တွေပြင်မယ်ဆိုရင်တငယ်ချင်းတွေကိုအကူအညီတောင်းပါတငယ်ချင်းအထောက်ပံ့အကူအညီတွေယူပါကိုအစင်မပြေတဲ့အချိန်တိုင်းလေတို့အကူအညီတောင်းမိမယ်ဆိုရင်တေချာပေါင်းမိတ်ဆွေအဆင်ပြေသွားမှာဖြစ်ပါတယ်အခြေကိစ္စအိမ်တော်ရေးကိစ္စငွေကြေးကိစ္စအလုပ်ကိစ္စဘယ်ကိစ္စမဆိုကိုကူညီမဲ့တငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေရှိတွက်ကြောင့်မို့တငယ်ချင်းကမိတ်ဆွေကံကတော့ဒီလာမဲ့2026မှာတော့အရန်အားကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်ဒါကြောင့်မို့ကျွန်တော်ပြောခဲ့လို့ပဲအခက်အခဲကြက်တဲ့ဖြစ်နေမယ်ဆိုရင်ကိုရန်ခင်ရတငယ်ချင်းတွေကိုလုံးဝမမေ့ပါနဲ့အကြံဉာဏ်တောင်းပါအကူအညီတောင်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ဒီလာမယ့်2026မှာငွေတွေအထုတ်လိုက်ထိန်လိုက်ဝင်လာဖို့တော့ရှိတယ်ငွေကြေးကတော့အရန်ကောင်းတယ်စိတ်မကောင်းစရာတစ်ခုကငွေဝင်လာတလောက်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်သွားတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ငွေဝင်မယ်ကံနဲ့ပတ်သက်ပြီးတော့ငွေထွက်မဲ့ကံတွေကရှိနေတယ်ဒါကြောင့်မို့မိတ်ဆွေကြောင့်တတိပေးချင်တာကမိတ်ဆွေလှုပ်ရင်လှုပ်တလောက်တော့ငွေတွေဝင်လာမယ်စူးစမ်းရင်ကျွန်တော်ငွေတွေဝင်လာမှာဖြစ်ပါတယ်အဲ့ဒီဝင်လာတဲ့ငွေတွေကိုစုမိဆောင်းမိဆွေးချင်တယ်ဆိုရင်ကံနဲ့ပတ်သက်ပြီးတော့မလုပ်ပါနဲ့နော်ကံနဲ့ပတ်သက်ပြီးလောက်ကံမိမယ်ဆိုရင်စုဆောင်းထားတဲ့ငွေကြီးတွေပလုံသွားတတ်တယ်ဒီတစ်ချက်တော့တိတိကျကျလေးသတိထားပါလို့ကျွန်တော်အကြံပြုချင်တယ်ကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးနေတဲ့နှစ်ဖြစ်တော့ကြောင့်သတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်နောက်တစ်ချက်မိသားစုရေးနဲ့ပတ်သက်တာအရန်ကောင်းပါတယ်ကိုယ့်ရဲ့မိသားစုမှာပျော်ရွှင်တဲ့မိသားစုတွေချမ်းမြေ့တဲ့မိသားစုတွေရောက်ရှိလာတော့မယ်ကိုကမိသားစုရေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်နေရတယ်ပူပန်နေရတယ်တောင်းတတွေများတယ်အိမ်တွင်းရေးတွေပြဿနာတွေရှိနေဆိုရင်ဒီလာမဲ့2026မှာတေချာပေါင်းအဆင်ပြေသွားမှာဖြစ်ပါတယ်ပြီးခဲ့တော့2025တော့မိသားစုရေးအဆင်မပြေဘူးစဉ်းကျင်စရာတွေကိုဘယ်လောက်ပဲကောင်းလုပ်ပဲကိုအကောင်းမမြင်တဲ့လူတွေရှိတယ်ဆိုရင်အိမ်တွင်းရေးပြဿနာတွေရှင်းလင်းပြီးတော့ပျော်ရွှင်တော့မိသားစုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်နောက်တစ်ခုကောင်းနေတာကအိမ်ချမ်းမြေနဲ့ပတ်သက်တာအိမ်ဆောက်ခြင်းတဲ့သူတွေကလည်းအလွယ်တကူစောင့်နိုင်သွားမယ်ကာလထဲမှာဖြစ်နေလို့ပါခြံဝယ်ခြင်းတဲ့သူတွေကလည်းဝယ်နိုင်သွားမယ်နှစ်ဖြစ်နေလို့ပါဒါကြောင့်တိလာသားပြီးနေတဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အရန်ကျိုးပေးနေတဲ့အရန်ကံကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်အခြေအနေပတ်သက်ပြီးတော့ဒီလာမဲ့2026မှာအခြေခံကနည်းနည်းလေးညံ့မယ်အရန်ညံ့နေတာတော့မဟုတ်ဘူးကိုယ့်စီကိုချင်းကပ်လာတဲ့သူတွေကအတူရောင်တွေအလင်းညာတွေညာနေတတ်ပါတယ်ဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်အချစ်စစ်ချစ်မှန်ကအရန်ရှားပါလိမ့်မယ်အတူရောင်တွေကြောင့်ကိုယ်မှာစိတ်ညစ်စရာတွေကြုံတွေ့နိုင်ပါတယ်ကိုနဲ့ကိုချစ်သူကအဆင်ပြေနေတယ်ဆိုရင်မမျှော်လင့်ပဲနဲ့အိမ်အောင်ကြနိုင်ခြင်းလည်းရှိနေပါတယ်အိမ်အောင်ရေးကံကတော့အရန်ကောင်းပါတယ်ဒါကြောင့်မို့လာမယ့်2026မှာတနေ့လာသားရီတွေအမြန်ဆုံးအိမ်အောင်ပြုတ်လိုက်ပါအမြန်ဆုံးလက်ထပ်လိုက်ပါလို့ပဲကျွန်တော်အကြံပြုချင်တယ်အိမ်အောင်ပြုတ်မိမယ်လက်ထပ်မိမယ်ဆိုရင်တေချာတာတစ်ခုကမိတ်ဆွေတို့စီးပွားရေးတွေအဆင်ပြေခြင်းမိသားစုတွေပျော်ရွှင်ခြင်းအိမ်အောင်ရေးကံကောင်းခြင်းနဲ့ပြည့်စုံမှာဖြစ်ပါတယ်မဟုတ်ပဲနဲ့ကွာအိမ်အောင်မပြုတ်သေးဘူးနေအောင်မယ်ဆိုရင်အခြေခံတွေကညံ့သွားတတ်ပါတယ်တနေ့လာသားရီအနေနဲ့ဒီလာမယ့်2026မှာတခုသတိထားစရာကလူတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်တာတွေစိတ်ဆင်းရဲတွေကြုံတွေ့တတ်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကတငယ်ချင်းတွေမိတ်ဆွေတွေကိုကူညီခဲ့တဲ့လူတွေကကိုယ့်ဒုက္ခပေးတတ်ပါတယ်ကိုတစ်ချိန်တစ်ခါတော့မကူညီမိတာနဲ့ကိုယ့်ရဲ့မကောင်းကြောင်းတွေပြောတာမျိုးနောက်ကိုယ့်အမြဲတမ်းလို့စိတ်ဆင်းရဲလောက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ကျောင်းနေတဲ့အကြံပြုရမယ်ဆိုရင်တော့ဘသူ့ကိုမှဂရုမစိုက်ပါနဲ့ကိုမှန်တဲ့ထင်ဆက်လုပ်ပါပတ်ဝန်းကျင်ကိုဂရုစိုက်နေမယ်ဆိုရင်မိတ်ဆွေရဲ့အလုပ်ကိုင်းတွေစီးပွားရေးတွေအိမ်တော်ရေးတွေထိခိုက်မှာဖြစ်ပါတယ်
ကိုယ့်ရဲ့စိတ်ကလည်းစိတ်မချမ်းသာစရာတွေအိတ်မကျော်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့အကြံပြုရမယ်ဆိုရင်ဘယ်သူကမှဂီးမဆိုင်ပါနဲ့ကိုမှန်တဲ့ထင်ဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းတာကခဏကြောင်ပြောခဲ့တယ်ပဲအိမ်အောင်ရေးနဲ့ပတ်သက်တာဒါကြောင့်သားသမီးတွေမမျှော်လင့်ပဲအိမ်အောင်ကြောက်သွားမယ်ဆိုအိမ်အောင်ကြီးကံတွေကောင်းပြီးတော့ပျော်ရွှင်တော့မိသားစုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဒီလိုနှစ်မျိုးမှာအိမ်အောင်ပြုတ်မယ်ဆိုရင်အရန်ကောင်းတယ်နှစ်တစ်နှစ်ဖြစ်နေလို့ပါအိမ်အောင်တဲတွေနေနဲ့နော်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးအစင်မပြေတဲ့သူတွေကွဲကွာနေတဲ့သူတွေပြီးခဲ့တဲ့2025တို့ကအိမ်တော်ကြီးကံညံ့ခဲ့တဲ့လူတွေအကောလုံးတို့ဒီလာတဲ့2026မှာအိမ်တော်ကြီးကံတွေကောင်းပြီးတော့ပျော်ရွှင်တော့မိသားစုတွေပိုင်ဆိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်တော့ဘလောက်ပဲညံ့ခဲ့ဒီလာတဲ့နှစ်မှာအိမ်တော်ကြီးကံတွေကောင်းလာတော့မယ်နှစ်တစ်ဖြစ်နေလို့ပါ။တိလာသားသမီးအိမ်တော်ကြီးကံနဲ့ပတ်သက်ပြီးတေချာပေါင်းကံကောင်းမယ်နှစ်တစ်ကြုံတွေ့နေပါပြီ။အရန်ကောင်းပါတယ်။ကိုအိမ်တော်ကြီးကံတွေညံ့နေတဲ့မြဲဆက်အဆင်ပြေခြင်းနဲ့ဆိုရင်တော့ဘီယိုရဲ့နောက်မှာကျွန်တော်ရေတရားလေးပြီးမယ်ဒီရေတရားလောက်လိုက်ချင်ရပြီအိမ်တော်ကြီးကံတွေကောင်းပြီးတော့ပျော်ရွှင်တော့မိသားစုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်အိမ်တော်ကြီးကံတွေကောင်းချင်တဲ့ဆိုရင်တော့ရေတရားကိုဖျောင်းလုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကျမရေးနဲ့ပတ်သက်ပြီးတော့ထွေထူးပြောစရာမရှိဘူးအရန်ကောင်းပါတယ်ဒီလာမယ့်2026မှာเนาะကျမရေးရတယ်ကောင်းပြီးတော့ကြက်မာပျော်ပျော်စင်တက်ကြွနဲ့เนาะစောက်လန်းရမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ကျမရေးကထွေထူးပြောစရာမလိုဘူးယာရီဥထုအကူပြောင်းချောက်ပဲကျမရေးတွေကရုပ်တရက်ညက်တာမျိုးတွေပဲကြုံတွေ့နိုင်ပါတယ်ကျန်တာတွေတော့ထွေထူးမရှိဘူးအရန်ကောင်းပါလေအခုရိသားဆရာကကိုကအလုပ်တွေအရန်စူးစမ်းလို့အလုပ်တွေအရန်လုပ်လို့ကိုယ့်ရဲ့ဘာသာတရားလေးတွေဘာသာလိုက်လေးတွေကိုဘာသာတရားတွေအားနေသွားတတ်ပါတယ်ဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်မိတ်ဆွေကဘာသာတရားတွေအားနေသွားမယ်ဆိုရင်မမြင်နိုင်တော့လောကီပညာနဲ့ပြုစာနှောက်ဆက်တွေဖြစ်နိုင်တယ်ဒါကြောင့်မို့ဘာသာတရားလေးလုပ်ပေးပါကိုယ့်ရဲ့ဘာသာအလိုက်လေးပေါ့နော်ဘာသာတရားတွေကိုဖိလုပ်ပေးပါအထိတ်ထန်ဝင်တာတွေပဋိစိတ်ဓာတ်တွေပြုလုပ်ပေးရင်ပို့ပြီးတော့ကောင်းတယ်မိတ်ဆွေကဘာသာတရားလေးများလုပ်မယ်အလောက်ကံတွေကလည်းကောင်းနေတယ်မိတ်ဆွေကံတွေကကောင်းတဲ့ကြောင့်မိတ်ဆွေကတေချာပေါင်းမိတ်ဆွေကဒီလာမယ့်2026မှာအောင်မြင်တဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပေးတဲ့ရတရားလေးလုပ်မယ်ဘုရားတရားလေးလုပ်မယ်ဆိုတေချာပေါင်းအဆင်ပြေသွားမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ခင်ဗျာဒီ2026မှာအရန်ကောင်းနေတာတစ်ခုကအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်တာဘာကြောင့်ခုလိုပြောရလဲဆိုတော့ဒီနမိတ်ကိုမြင်အောင်ကြည့်ပါလူတယောက်ကတောင်းရန်စားတော့နေလို့ငွေကြေးတွေလှူဒန်းနေတယ်ပြီးတော့ချိန်ခွင်ကိုလည်းဂိုင်ထားတယ်ပြီးတော့သူ့ရဲ့အပေါ်မှာငွေတွေကစိုးမိုးနေတယ်နော်ငွေလှူဒန်းလေဆိုတာကိုယ်ကပြည့်စုံကြွရမှာတစ်ဖက်ကိုလှူနိုင်မယ်တန်းနိုင်မယ်မဟုတ်လားမရှိတဲ့လူတယောက်ဘလို့တန်းလှူနိုင်မှာပဲသူ့ကိုယ်မှသူအတော်လေးဒါရုန်းကန်နေရမှာပေါ့ဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်နော်အလုပ်နဲ့ပတ်သက်ပြီးတော့ဝင်လာမယ်လို့ကျွန်တော်ပြောတာအလုပ်ကန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတယ်ငွေတွေစုမိမယ်ဆောင်းမိမယ်အလုပ်ကန်စီးပွားရေးကဘာပဲလုပ်လို့အောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့ကားထဲမှာရှိတယ်အဲ့လိုအောင်မြင်အဆင်ပြေလာပြီဆိုရင်နော်ကိုယ်အနှောက်အယှက်တွေတိုက်ခိုက်တွေဝင်လာနိုင်တယ်ဒါလည်းကျွန်တော်ဒီပေးခဲ့ပြီးသွားပြီဒါကြောင့်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အယောင်းဝယ်ကိစ္စလေးတွေဈေးရောင်းတာတွေဈေးဝယ်တာတွေနော်အယောင်းဝယ်နဲ့ပတ်သက်တာတွေလုပ်ရင်ပို့ပြီးတော့အဆင်ပြေတယ်အောင်မြင်တဲ့ကားထဲမှာရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ကချိန်ခွေကိုကင်ထားတယ်။ချိန်ခွေကမိတ်ဆွေတို့မြင်ဘူးလားမသိဘူး။ကျွန်တော်ငယ်တော့ဆိုမြင်ဘူးတယ်။အခုဒီခေတ်တော့မရှိတော့ဘူးပေါ့နော်။ငယ်တော့ဆိုရင်ချိန်ခွေထဲမှာအလေးလေးထည့်တယ်ငါးချက်သား30တာအဲ့ဒါနဲ့ကျွန်တော်ဈေးဟောင်းကြတယ်လေ။မြင်ဘူးကြမယ်ထင်တယ်။အဲ့ဒီချိန်ခွေကိုကင်ထားတယ်ဆိုတဲ့နမိတ်ကိုပြောရမယ်ဆိုရင်မိတ်ဆွေကဈေးဟောင်းမှာအယောင်းဝယ်တွေလောက်ပါဒီကိစ္စတွေအကျိုးပေးမယ်ဆိုတာကိုသူကနမိတ်ပြနေတဲ့သဘောမှာရှိပါတယ်။ဒါကြောင့်မို့အလောက်ကန်နဲ့စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ဈေးရောင်းဈေးဝယ်လုပ်တွေလောက်ကန်မယ်ဆိုရင်တေချာပေါင်းအောင်မြင်မဲ့လူတယောက်အဆင်ပြေတဲ့လူတယောက်ဖြစ်သွားမှာဖြစ်ပါတယ်။အဲ့ဒီကြားထဲမှာအနှောက်အယှက်တွေကလည်းဝင်လာနိုင်တယ်။မနာလူမုန်းတဲ့သူတွေကလည်းဝင်လာနိုင်တယ်ကျွန်တော်သတိပေးခဲ့ပါပြီနော်။အဲ့ဒါလည်းသတိထားနိုင်မှအောင်မြင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကျွန်တော်သတိပေးခဲ့တာရှိတယ်ဘီယိုရဲ့အစမှာငွေကြေးနဲ့ပတ်သက်ပြီးတော့နော်စုမိမယ်ဆောင်းမိမယ်ဆိုပေမဲ့သတိထားစရာတစ်ခုကကံနဲ့ပတ်သက်တာသတိထားပါလို့ကျွန်တော်ပြောခဲ့တယ်ဒီနမိတ်ကိုမြင်အောင်ကြည့်ပါလူတယောက်ကမျက်လုံးကိုချီးထားတယ်ဓာတ်ကိုနှစ်ဖက်ပေါ့နော်ကန့်လန့်ပြတ်ကြီးဂိုင်ထားတယ်ခဏမှကလည်းနော်လကားတချမ်းပဲဒီနမိတ်ကမကောင်းတဲ့နမိတ်တစ်ခုဖြစ်ပါတယ်ဒီနမိတ်ကမိတ်ဆွေရဲ့ကံနဲ့ပတ်သက်တာကိုသူကနော်နမိတ်ပြနေတာဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှလုပ်လို့မရဘူးကိုမကျွမ်းကျင်တဲ့အလုပ်တွေနော်ကိုမပိုင်နိုင်တဲ့အလုပ်တွေပြီးတော့ကံနဲ့ပတ်သက်ပြီးတော့စမ်းသပ်တဲ့အလုပ်တွေမလုပ်ပါနဲ့နော်ဒါဆိုရင်အကျိုးမပေးပါဘူးတေချာပေါက်မိတ်ဆွေကကြာရှုံးမှာဖြစ်ပါတယ်ဒါကြောင့်ဖယ်ကိစ္စမဆိုဖယ်လို့မဆိုမျက်လုံးကိုစုံမိတ်ထားပြီးတော့မလုံသေးပါဘူးအဲ့လိုစုံမိတ်ပြီးတော့ကန်းဆိုပြီးတော့ကိုကလှုပ်လိုက်မယ်ဆိုရင်တေချာပေါက်အဲ့ဒီလှုပ်တဲ့လုပ်ငန်းတွေစီးပွားရေးတာပလုံမှာဖြစ်ပါတယ်ဒါကြောင့်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်မျက်လုံးလေးကိုဖွင့်ထားပါအခုလိုမျိုးမျက်လုံးတွေမပိတ်တာနဲ့မစီးတာမျက်လုံးဖွင့်နော်တေချာလိလာပြီးမှပဲလောက်ကန်မယ်ဆိုရင်တော့တေချာပေါက်အောင်မြင်မှာဖြစ်ပါတယ်အဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လည်းမလုပ်ပါနဲ့လို့ပဲကျွန်တော်ကအကြံပြုချင်တယ်ဒါပေမဲ့
နော်ကံကောင်းနေတဲ့နံပါတ်လေးတော့ပြောပြမယ်နော်ကံကောင်းတဲ့နံပါတ်ဘာကြောင့်ပြောလဲဆိုတော့ပြောရမယ့်တာဝန်ရှိနေလို့ပြောပြတာပါကံကောင်းတဲ့နံပါတ်ကနှစ်ကဏ္ဍဖြစ်တယ်ခုနှစ်ကဏ္ဍဖြစ်တယ်ဒီလိုနံပါတ်တွေကကိုယ်အကျိုးပေးနေတဲ့နံပါတ်တွေဖြစ်နေလို့ပါဒီလိုနံပါတ်တွေကိုစမ်းတက်ပြီးတော့ကံစမ်းကြည့်ပါအရင်မစမ်းနဲ့နော်ပလုံသွားမှလည်းစိုးရင်ရပါတယ်ဒါကြောင့်နှစ်နဲ့ခုနှစ်ကဏ္ဍတွေကအကျိုးပေးနေတဲ့ကာလထဲမှာရှိနေပါတယ်တခုတတိထားဆရာရှိတာကခဏတော့ကျွန်တော်ပြောခဲ့တဲ့အထက်မှာလည်းပါပါတယ်ကိုမမြင်နိုင်တော့လောကီပညာနှောက်ဆက်တတ်တယ်ဆိုတော့ဘာကြောင့်ပြောလဲဆိုတော့ဒီနမိတ်ကိုကြည့်ခြင်းအပြင်ပြောရခြင်းဖြစ်ပါတယ်ဒီတိုင်းမှာလူတစ်ယောက်ကနော်ပလက်ရက်ကြီးမှောက်နေတဲ့အပေါ်မှာဆိုက်နေတဲ့ဟာလေးတွေတွေ့တယ်နော်အဲ့ဒါတွေဆိုက်နေတယ်အဲ့ဒါကိုကြည့်ခြင်းအပြင်မိတ်ဆွေကမမြင်နိုင်တော့လောကီပညာတွေပြုစားခံရတာတွေနှောက်ဆက်ခံရတာတွေကြုံတွေ့နိုင်ပါတယ်ကိုအလောက်ကတွေအဆင်ပြေလာပြီးနော်ကိုမနာလိုတဲ့သူတွေမိုးတဲ့သူတွေရှေ့တော့ကြောင်းမို့သူတို့တွေကမကောင်းတော့လောကီပညာတွေတတ်နေတဲ့လူတယောက်ဆိုကိုပြုစားနှောက်ဆက်တတ်ပါတယ်ဒါကြောင့်မသတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာပြီးခဲ့တော့2025တော့ကမိတ်ဆွေကစီကံစီုံသွားလို့မပြဘူးစီးပွားတွေကြာဆင်းလာတယ်ဘာလို့အဆင်မပြေဘူးမကြာခဏဘိုက်တွေကအောင်းနေတယ်နေလို့ထိုင်လို့မကောင်းခေါင်းမူးနေတယ်ခေါင်းကိုင်းနေတယ်ဘာဖြစ်လို့ဖြစ်နေမှမသိဘူးမိသားစုရေးလာတစ်ခုမှအဆင်မပြေဘူးဆိုရင်တေချာတစ်ခုကမမြင်နိုင်တော့လောကီပညာပြုစားနှောက်ဆက်တာခံနေရပါပြီအဲ့လိုခံနေရတဲ့သူတွေရှိတယ်ဆိုရင်တော့ကျွန်တော်ဆက်သွယ်လာခဲ့ပါကျွန်တော်အခမဲ့လေးစစ်ဆေးပေးပါမယ်ဒါဆိုရင်ပြန်ပြီးဆက်ရမယ်ဆိုရင်တော့ဒီလာမယ့်2026မှာတနင်္လာသားတွေနေနဲ့ကြက်ဝေးသွားတာတွေခီးထွက်တာတွေအလဲဘက်သွားတာတွေနေထားပါမဖြစ်မနေသွားရမယ်ဆိုရင်တော့ဖျားတရားလေးတွေလုပ်ပြီးမှသွားပါအားနေတဲ့ချိန်မှာကားပေါ်မှာနော်လေပြန်ပေါ်မှာဘုဒ္ဓံတယံကိစ္ဆာမိဓမ္မံတယံကိစ္ဆာမိတန်ကံတယံကိစ္ဆာမိဆိုပြီးတော့တဏ္ဍကုံ၃ပါးကိုကျွတ်ဖက်ပြီးမှသွားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရတရားလေးပေးမယ်ဒီရတရားနှုတ်လိုက်ခြင်းအပြင်ဒီလာမယ့်နှစ်တစ်နှစ်လုံးမှာကံကောင်းမှုတွေရရှိပြီးတော့သင်္လာသားတွေပျော်ရွှင်တော့မိသားစုဘဝတွေပျော်ရွှင်တော့ငွေကြေးတွေပျော်ရွှင်တော့အလုပ်ကံတွေရရှိပြီးတော့စိတ်ချမ်းသာရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ရတရားကိုတူတူလိုက်လုပ်ကြမယ်ခင်ဗျာလောက်ရမယ့်ရတရားကစပယ်ပန်းစစ်ပွေးတတိကိုပကံပြားလေးထဲမှာတက်ရဲ့လေးစီပြီးတော့ထည့်လိုက်ပါပြီးတော့ရင်ဇီးယိုကတပကံနော်ပကံပြားလေးမှာထည့်ပြီးဖះကိုကက်လူတူတန်းပေးရမှာဖြစ်ပါတယ်မိတ်ဆွေကကံကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့သင်းလာနေမနက်9:45မိနစ်မှာအမြဲတမ်းလိုကတ်လူပေးပါကိုယ့်ရဲ့နေ့ရောက်တိုင်းလေးကတ်လူမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ပြီးစီမိတွေထို့အမွှေးတာတွေထို့ပြီးအမျက်တာဖို့အမျှပေးဝေးဒီရတရားကိုမကြပြုလုပ်ပေးပါအဲ့ဒီကုလို့ရတရားပြီးတာနဲ့ဒုတိယတစ်ချက်နေနဲ့မိတ်ဆွေမှာရှိတဲ့အညက်တွေပြေပြောင်းရအောင်မိတ်ဆွေနေတဲ့အိမ်အခန့်လှေကားခြင်းပေါ့နော်လူတွေအသက်အဆင်းလုပ်တဲ့နေရာဖက်နှက်ချတဲ့နေရာမှာအုံးရည်တစ်ခွက်ကိုလက်ပြောင်းမြန်လေးပတ်ဖြန်းပေးပါပြောရမယ့်စကားကငါးစီမှာရှိတဲ့မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေအားလုံးပြိုပြက်ပျက်စီးပြီးတော့ထွက်သွားစီဆိုပြီးတော့ကိုယ့်ရဲ့အိမ်ဝင်ထွက်တကားပေါက်လေးနာဖက်နှက်ရှင်ဖက်နှက်ချုပ်တဲ့နေရာဒေကန်းကြီးမှာနော်ကြောင်းမြန်လေးပတ်ဖြန်းပြီးတော့မကောင်းတဲ့အညံ့တွေကိုမောင်းထုတ်ပြရမှာဖြစ်ပါတယ်ဒီအရာနှစ်မျိုးကိုလှုပ်ခြင်းအပြင်မိတ်ဆွေတစ်နှစ်ပတ်လုံးကံကောင်းမှုတွေရရှိပြီးတော့မကောင်းတဲ့အညံ့တွေကလည်းကိုယ့်ရဲ့အနားကနေထွက်သွားမှာဖြစ်ပါတယ်ရေတရားကိုရုံချင်းလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဗီဒီယိုလေးအဆုံးမတက်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်ခဲတဲ့အချက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ညတာနဲ့ share ဝင်မျှခြင်းလုပ်မမေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ share တစ်ချက်ကမပင်ပန်းဘူးဆိုပြီးမဲ့တစ်ဖက်မှာအဆင်မပြေဘူးအခက်ခဲတွေကြုံတွေ့နေတယ်ဆိုရင်တစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကဖတ်တူကုလိုရမှာဖြစ်ပါတယ်သူများအကျိုးကိုလူလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးတွေကလည်းမှတ်ချခင်မှာပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share ဝင်မျှပြီးတော့ကုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေကြေးကောင်းတော့မိသားစုဘဝတွေပိုင်ဆိုင်ပြီးတော့ကောင်းတော့ချစ်သူဘဝတွေလည်းအမြန်ဆုံးကြုံတွေ့ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီလာမယ့်2026မှာအိမ်တော်ရေးစီးပွားရေးကျန်းမာရေးအလုပ်ကိုင်တွေစစရအဆင်ပြေပြီးတော့ပျော်ရွှင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာမိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာလေးတွေမစင်းတဲ့အရာလေးတွေနားမလည်တဲ့အရာလေးတွေကိုအရန်သိချင်တဲ့အကြောင်းအရာရှိတယ်ဆို comment မှာလည်းမှတ်လာလို့ကြပါရဲ့ကဲနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ